ကျွန်တော်စိန်ဝင်းပေါ့နော်စိန်ဝင်းချက်ပြီးမှတော့ပါလေးနဲ့ရပါဘူးနော်လုံးဝရှယ်လောက်ထားပါတော့ခဏရှယ်ရလေနိုင်တော့ဒီအစားတော့လောက်ထားတာခဏကျွန်တော်ကာလာရှုပ်နေပေါ့နော်ဟိုကမရိုင်းအောင်လေးလောက်ထားတယ်ကာလာရှုပ်နေအဲ့တော့300ထိုင်ပေါ့နော်အဲ့တော့300ထိုင်အဲ့တော့300ထိုင်မှာဟိုကဒါ300ထိုင်အဲ့တော့300ထိုင်ဘာမှမကြောက်ဒါဆိုတရားထိုင်ကကျွန်တော်မှန်တော့ဟိုပါလို့နော်လေးလုံးပါပါလို့ကျွန်တော်ဒါတော့အလေးစပွဲတော့တေးပြအသေးဟိုမှာတော့အသေးပဲအသေးပဲပါနော်အသေးပဲအားလုံးမနဲ့ဆုံးတော့ဆင်းရမယ်ဒါတော့သူရှိစီလေးအပြည့်အစုံရှိကြတယ်ခင်ဗျာမကြောက်မှလည်းရှင်းနေတော့ထားတယ်ဒီမှာကြောက်မှလည်းရှင်းနေတော့ထားတာခင်ဗျာမာနဲ့ဆင်းနေရတာဒီနော်ဒီမှာဒီအစုံမနော်ဒီမှာဒီလိုကျွန်တော်ဒီမှာအဲ့ဒီတော့အားလုံးကြည့်ရအောင်